Sharon T on the beat. Is it awesome? It's pretty awesome. Second minute and night ချင်းရသည်ဒီပြောင်းလာခဲ့ငါမင်းပေါ်ထားတဲ့သစ္စာတရားတွေဘယ်တော့မှလည်းဟောင်းမလိုက်ခဲ့အောင်မင်းနဲ့ပတ်သက်လာမြန်ကြောင်းနဲ့ရင်ကလိုပဲကောင်းပါမင်းကိုလွမ်းတဲ့စိတ်ကလွင်ကျမ်းမာရေးလည်းကောင်းပါချစ်ဆိုတော့တန်ချိတ်ဖို့မုန်းတွေပဲငါရှာတွေ့ခဲ့အောင်မင်းရင်ထဲမှာငါရှိခဲ့တဲ့ဆိုတာကလည်းခဏလေးပဲအောင်ငါရင်ထဲမှာမင်းရှိနေသူပြည့်စုံတဲ့ဘွားလေးပဲဘာကြောင့်ဘလို့ကြောင့်ဘူးတော့ဆိုရဲမေကုန်းနေတော့လာမင်းနဲ့တိတ်ကကြောင်းနဲ့ငါကိုလက်လာပြတခါလေးသက်တာမလားဆိုပြီးငါမျက်နှာများမင်းကိုမမေ့နိုင်ဘူးလုံးသားရဲ့လက္ခဏာများမင်းရဲ့မုန်းထောင်ထဲမှာတစ်သက်တစ်ချွန်းနဲ့ချင်းငါကြဘယ်ဘွားရဲ့နာချီချက်တွေငါကိုလာပြီးတဲ့နေမင်းစီကငါလိုချင်နေတာမင်းမရှိရတဲ့တက်တဲ့ပုံစံတစ်ခုကိုဖြစ်ရှင်းဖို့အတွက်မင်းကငါစီပြန်လာပြီးလွမ်းလို့နေမှာထီးချင်နေတာမင်းဘွားရဲ့တန်ရလေးစောင်းရှိရဲ့စောင်းရည်လည်းမုန်းမင်းမရှိရဲ့စောင်းညတွေလည်းမုန်းကောင်းကင်ဘဝကျဲလို့လည်းမုန်းပြီးတော့မင်းလုံးမလာတဲ့ပန်းတွေပွင့်နေတာလည်းမုန်းစောင်းရှိရဲ့စောင်းရည်လည်းမုန်းမင်းမရှိရဲ့စောင်းညတွေလည်းမုန်းကောင်းကင်ဘဝကျဲတွေကိုလည်းမုန်းမင်းလုံးမလာတဲ့ပန်းတွေပွင့်နေတာလည်းမုန်းရင်လိုဘားတွေတွိုင်းတူးမှုပေးမယ်မင်းအခုပဲမလဲအရင်လိုဂိမ်းတွေဆွမ်းတူဆော့ပေးမယ်မင်းအခုပဲမလဲရင်လို Netflix က series တွေတူကြည့်ပေးဖို့အခုပဲမလဲလာရင်ပြင်မယ်မြဲလာနေတယ်မင်းအခုတော့ပင်မလဲအိမ်မက်တွေနောက်ကိုလိုက်ရင်တခါလေးတော့ကုန်ကြများတယ်ပြစ်စုံပန်ကဆိုရမှုနာဂတ်တိပေါအောင်ငါခံစားမယ်ဆုလက်ကပါပြန်ရလေတိုင်းစားမယ်ကန်နာရမင်းကိုတွေ့တယ်ရည်ရည်တပေါနောက်ချီလင်ခီကိုမိုင်းတရတယ်ရိုင်းကနေချက်ခဲ့တဲ့ချိန်နေမင်းကပေးမှမရှိတော့ငါစုပ်ပြတ်တက်ပြီးမွေးနေတဲ့ချိန်မင်းကပေးမှမရှိတော့ကန်တရားကိုဆက်ပြီးပုံချဖို့အတွက်မင်းကပေးမှမရှိတော့ရအားလုံးပြည့်စုံသွားတဲ့ချိန်လည်းမင်းကပေးမှမရှိတော့ဘယ်ဘွားရဲ့နာချီချက်တွေငါကိုလာပြီးတဲ့နေမင်းစီကငါလိုချင်နေတာပေးမှမရှိတော့တဲ့တက်တဲ့ဒီပုံစံခုကိုဖြစ်ရှင်းဖို့အတွက်မင်းကငါစီပြန်လာလွမ်းလို့နေမှာထီးချင်နေတာမင်းဘွားရဲ့တန်ဆောင်းရှိရဲ့ဆောင်းရည်လည်းမုန်းမင်းမရှိရဲ့ဆောင်းညတွေလည်းမုန်းကောင်းကင်ဘဝကျဲလို့လည်းမုန်းပြီးတော့မဲလုံးမလာတဲ့ပန်းတွေပွင့်နေတာလည်းမုန်းစောင်းရှိရဲ့စောင်းတွေလည်းမုန်းမင်းမရှိရဲ့စောင်းညတွေလည်းမုန်းကောင်းကင်ဘဝကျဲတွေကိုလည်းမုန်းမဲလုံးမလာတဲ့ပန်းတွေပွင့်နေတာလည်းမုန်း